လာပါရှင်ယနေ့ကြာရောက်တဲ့စံပြုံးအာဟာရအလှူကိုဖေဖေမောင်ထွန်းထွန်းဝင်မေမေမတ်ဤသစဉ်လုံးမှာကွယ်လွန်သူသားလေးမောင်ဟင်းတုဒ္ဒပိုင်အားရည်စူးပြီးတော့တလားပြေအလှူဖြင့်လှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်တာရုတာရုတာရုပါရှင်အခုလိုအပေကံဒုက္ခိတတရိษံလေးများပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်ဒီကောင်းမှုကုသိုလ်များကိုသားလေးမောင်ဟင်းတုဒ္ဒပိုင်လည်းရောက်ရဘဝမှာကြားနိုင်သိနိုင်မြင်နိုင်ပါစေတာရုအနုမောဒနာခေါ်ဆိုနိုင်ပါစေရှင်ဒီကောင်းမှုကုသိုလ်တို့၏အရှိန်ဟုန်တို့သည်နိဗ္ဗာန်မရောက်မီစကြတန်တရားကျင့်လျာတခြားအင်အားကောင်းသောအထောက်အပံ့များဖြင့်စက္ကန့်မလန့်အကျိုးပေးကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ရှင်။ဤစုလူဒန်းပေးပါတော့ကျန်ရည်သူမိသားစုတွေလည်းကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေရှင်။အန္တရာယ်ကင်းပြီးရှင်ပါစေ။စီးပွားလလာပါများလည်းပွင့်လန်းဝေစားကြပါစေရှင်။အလောက်ကန်ကြံစီများလည်းအောင်မြင်ကြပါစေ။မရှိစကားမကြားရပါစေနဲ့။အလူရည်ဆက်လက်နဲ့မကွာအငြင်းမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်။ရရှိပြီးသောစီစဉ်ယရနာဥစ္စာပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်။ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးတဲ့ဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းစင့်ကဲပြုလုပ်နိုင်ကြပါစေကြောင်းကျမတို့ရွှေအောင်နှလုံးသားမိသားစုမှဆုတောင်းပေးလိုက်ပါတယ်ရှင်။အခုဆိုရင်တော့ channel ကအပြီးလာနာတရုပ်ဆွဲခွေးလေးများရဲ့စံပြုတ်တောက်ချိန်ပဲဖြစ်ပါတယ်ရှင်။